ရောက်တဲ့ကွာငါစုကြောင်ငယ်ပြီးတဲကျွေးတဲ့ညတွေမှာဘဝလိုက်မင်းနဲ့ဆုံတွေ့ခွင့်ကိုပဲညီမလေးရဲ့လာတွေတဲ့ကိုရှောင်းနေလို့ပြုံးလဲစင်မစီတဲ့စတာ